အားလုံးပဲမင်္ဂလာပါကျွန်တော်တင်ပြပေးမှာကတော့ 3D ထိတ်အလဲအပိတ်ပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေများအတူကြည့်ပြီးစားလိုက်ရအောင်ထွက်ထားတဲ့ဒီစိတ်ကိုငါကျွန်တော်တို့ဒီကိုအလဲထိုင်ပြီးတော့ထွက်ထားတဲ့ဒီခွန်တုံရ6ခွန်တက်စီဒီခွန်ကိုကျွန်တော်တို့ပေါင်းလိုက်တော့6လို့ရပါတယ်ပြီးတော့6ရဲ့နှစ်ခတ်ကိုဟုတ်ပြီနော်ဒီ6ကိုကျွန်တော်တို့ထိတ်ဖြစ်ပါတယ်ဟုတ်ပြီနော်ဒီ6ကိုထိတ်ကိုထွက်သွားတာ9ခုနှစ်ဆိုတော့ကျွန်တော်တို့ဒီ6ကိုထိတ်ကိုအထိတ်သူစင်းပေးထားပါတယ်ဟုတ်ပြီနော်ပြီးတော့ကျွန်တော်တို့ဆက်သွားလိုက်ရအောင်ပြီးတော့ထွက်ထားတဲ့ဒီခွန်တုံရ6ကိုတုံရအလဲထိုင်ပြီးတော့ထွက်ထားတဲ့ဒီ9ခုနှစ်9ထိတ်စီဒီ9နဲ့ဒီတုံရကျွန်တော်တို့ပေါင်းလိုက်တော့9လို့ရပါတယ်ပြီးတော့9ရဲ့နှစ်ခတ်6ဒီ96ထိပ်စီးကိုထွက်သွားတာ6နဲ့9ဆိုတော့6ထိပ်သူစင်းပေးထားပါတယ်ဟုတ်ပြီနော်အဲ့တော့ထွက်ထားတဲ့ဒီ9ခုနဲ့ခုနှစ်လဲထိုင်ပြီးတော့ထွက်ထားတဲ့ဒီ6နှစ်ကို6ထိပ်ပြီးတော့ကျွန်တော်တို့ဒီ6နဲ့ခုကိုပေါင်းလိုက်တော့ကျွန်တော်တို့သုံးလို့ရပါတယ်ပြီးတော့3ရဲ့နှစ်ခတ်9ဟုတ်ပြီနော်ဒီ35ထိပ်ကိုထွက်သွားတာ963တော့ဒီ35ထိပ်ကို9ထိပ်သူစင်းထားပေးပါတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဆက်သွားလိုက်အောင်ထွက်ထားတဲ့ဒီ6နှစ်ကိုနေ့အလဲထိုင်ပြီးတော့ထွက်ထားတဲ့ဒီ963ဒီ9ထိပ်စီ9နဲ့နေပေါင်း9နဲ့နေပေါင်းခွန်လို့ရပါတယ်ပြီးတော့ခွန်ရဲ့နှစ်ခတ်3ညခွန်3ညထိပ်တရက်နေ့3လပိုင်း2026 4ချိန်အထိပ်စီးကတော့ခွန်3ညထိပ်စီးရပါတယ်ဟုတ်ပြီနော်ကျွန်တော်တို့ထိပ်စီးရပြီဆိုတော့ကျွန်တော်တို့အလဲထိုင်ဆက်ကြည့်လိုက်ရအောင်အလဲထိုင်ယူတဲ့အလဲထိုင်ကြတော့ဖတ်ထားတဲ့ဒီစိတ်ကိုငါဒီစစ်ထိပ်စီပြီးတော့ဒီကိုအလဲထိုင်ကျွန်တော်တို့ဒီနှလုံးပေါင်းလိုက်တော့ခွန်လို့ရပါတယ်ပြီးတော့ခွန်ရဲ့ပေါ်ဝါနဲ့
ခုနှစ်ဒီခုနှစ်အလဲထိုင်တော့ထွက်သွားတာကိုခုနှစ်ဆိုတော့ဒီခုနှစ်အလဲထိုင်ကိုခုနှစ်အလဲထိုင်သူစဉ်းထားပေးပါတယ်ဟုတ်ပြီနော်ကျွန်တော်တို့နောက်တစ်ပင်ဆက်ကြည့်လိုက်အောင်ထွက်ထားတဲ့ဒီခုန်သူည6ခုန်ထိပ်စီပြီးတော့သူညအလဲထိုင်ကျွန်တော်တို့ဒီနှလုံးပေါင်းလိုက်တော့ခွန်လို့ရပါတယ်ပြီးတော့ခွန်ရဲ့ပေါ်ပါနေဟုတ်ပြီနော်ဒီခွန်နဲ့ဒီသူညပြန်ပေါင်းလိုက်တော့ခွန်လို့ရပါတယ်ခွန်ရဲ့ပေါ်ပါနေဒီခုနှစ်အလဲထိုင်ကိုထွက်သွားတာ6နှစ်ကိုဆိုတော့နေ့အလဲထိုင်နေ့အလဲထိုင်ဆင်းပေးပါတယ်ဟုတ်ပြီနော်အဲတော့ထွက်ထားတဲ့ဒီ6ခုနှစ်ကိုဒီ6ထိပ်စီးနဲ့ဒီခွန်အလဲထိုင်ဒီ6ထိပ်နဲ့ဒီခွန်လဲထိုင်ကိုကျွန်တော်တို့ပေါင်းလိုက်တော့6လို့ရပါတယ်ပြီးတော့6ရဲ့ပေါ်ပါတစ်ဒီ6တစ်အလဲထိုင်ကိုသူထွက်သွားတာ963 6အလဲထိုင်သူဆင်းပေးပါတယ်ဟုတ်ပြီနော်ကဲကျွန်တော်တို့ဆက်သွားလိုက်အောင်ထွက်ထားတဲ့ဒီ6နှစ်ကို6ထိပ်စီပြီးတော့ကျွန်တော်တို့ဒီနှစ်အလဲထိုင်6နဲ့နှစ်ကျွန်တော်တို့ပေါင်းလိုက်တော့10လို့ရပါတယ်ပြီးတော့10ရက်ပေါ်ပါ3 13အလဲထိုင်ရပါတယ်တော့ကျွန်တော်တို့ဒီတစ်ပတ်အတွက်13အလဲထိုင်ရတော့ဗောနော်ပြီးတော့ကျွန်တော်တို့တုံညခွန်ထိပ်စီ13အလဲထိုင်လေးရပြီဆိုတော့ကျွန်တော်တို့နောက်ပိတ်ကိုဆက်ကြည့်လိုက်အောင်နောက်ပိတ်ကိုကျွန်တော်ဘယ်လိုယူသလဲကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေအတူတူကြည့်လိုက်အောင်ထွက်ထားတဲ့ဒီ695ဒီ9နောက်ပိတ်ပြီးတော့ထွက်ထားတဲ့ဒီခွန်တုံည6ခွန်တုံည6ဒီ6နောက်ပိတ်ဟုတ်ပြီနော်ဒီ9နဲ့ဒီ6ကိုကျွန်တော်တို့ပေါင်းလိုက်တော့တိတ်လို့ရပါတယ်တိတ်ထက်ကြည့်တာနေ့ထက်ကြည့်တာ3ဒီနေ့3ပိတ်ကျွန်တော်ဒီတိတ်ကိုမယူဘဲနဲ့ဒီနေ့3ကိုပဲယူမှာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ကျွန်တော်ကနေ့3အပိတ်ရတာပေါ့နော်ဒီနေ့3အပိတ်ကိုထွက်သွားတာ6ခုနေ့ဆိုတော့ကျွန်တော်တို့နေ့အပိတ်တူမှန်ပါတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဆက်သွားလိုက်အောင်ထွက်ထားတဲ့ခွန်တုံည6ဒီ6နောက်ပိတ်ပြီးတော့ဒီ6ခုနေ့ဒီနေ့နောက်ပိတ်ကျွန်တော်တို့6နဲ့နေ့ပေါင်းလိုက်တော့6နဲ့နေ့ပေါင်းလိုက်တော့10လို့ရပါတယ်ပြီးတော့10ထက်ကြည့်တာ9ထက်ကြည့်တာတုံညကျွန်တော်တို့အပေါ်ပင်လိုပဲဒီတိတ်ကိုမယူပဲဒီတစ်ပတ်လက်ဒီစိတ်ကိုလည်းမယူဘဲနဲ့ကျွန်တော်တို့ဒီ6တုံညအပိတ်ကိုပဲယူမှာအတွက်ကြောင့်အဲ့တော့ထွက်သွားတာဒီ6နှစ်9ဆိုတော့ကျွန်တော်တို့ဒီ6တုံညအပိတ်ကိုအပိတ်တူမှန်ပါတယ်ဟုတ်ပြီနော်ထွက်သွားတာ6နှစ်9ဆိုတော့6ပိတ်မှန်ပါတယ်ကျွန်တော်တို့ဆက်သွားလိုက်အောင်ထွက်သွားတဲ့ဒီ6ခုနှစ်ဒီနေ့နောက်ပိတ်ပြီးတော့ဒီ6နှစ်9ဒီ9နောက်ပိတ်နေ့နဲ့9ကျွန်တော်တို့ပေါင်းလိုက်တော့တိတ်လို့ရပါတယ်ပြီးတော့တိတ်ထက်ကြီးတာနေ့ထက်ကြီးတာ3ဒီနေ့3နောက်ပိတ်ကိုထွက်သွားတာ963ဆိုတော့ကျွန်တော်တို့ဒီနေ့3နောက်ပိတ်ကို3နောက်ပိတ်သူစဉ်းထားပေးပါတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီတစ်ပတ်အတွက်ဆက်ကြည့်လိုက်အောင်ထွက်ထားတဲ့6နှစ်ကိုဒီ9နောက်ပိတ်ပြီးတော့ထွက်ထားတဲ့ဒီ963ဒီ3နောက်ပိတ်9နဲ့3ကျွန်တော်တို့ပေါင်းလိုက်တော့
နေလို့ရပါတယ်နေထက်ကြီးတာ3ထက်ကြီးတာ4ဒီတစ်ပတ်အတွက်ကျွန်တော်တို့3လေးအပိတ်ရတာပေါ့နော်ဟုတ်ပြီနော်ကျွန်တော်တို့တုံရခွန်တက်စီစစ်3လဲထိုင်3လေးနော်ပိတ်ရပြီဆိုတော့ကျွန်တော်တို့ထိုးရမယ့်ကနန်းစီလိုက်အောင်အဲ့တော့ကျွန်တော်တို့ထိုးရမယ့်ကနန်းကတုံရစစ်3တုံရစစ်4တုံရ3တုံရ3လေးပြီးတော့ခွန်ရှစ်3ခွန်ရှစ်4ခွန်3ခွန်3လေးတဲ့စစ်ကွက်ရပါတယ်ကဲကျွန်တော်ရဲ့မိတ်ဆွေများကြိုက်မှထိုးမကြိုက်ရင်မထိုးပါနဲ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာပဲရနာလိုက်ပါပြီအလုံးပဲခံကောင်းကြပါစေ